Yo, Stone X မှာကြိုဆိုပါရယ်စောက်ကျန်းကြီးပြန်လာပါပြီဒီနေ့ဗီဒီယိုမှာတော့စစ်တပ်တစ်ခုစာလောက်ရှိတဲ့ Party Animals တွေနဲ့ရှင်ချတာကိုမြင်ရမယ့် Absolute Batman ရဲ့ Part 2ကိုတင်ဆက်ပေးလိုက်ပါရယ် Absolute Batman ဒီအကောင့်အကြီးကြီးအပြင်တာမန်လို့ Billionaire Playboy တယောက်မဟုတ်ဘဲနဲ့ Construction Site မှာအလုပ်လုပ်နေတဲ့ပုံမှန်လူလက်တန်းစားတယောက်အနေနဲ့တွေ့ရမှာပါမတိကျသေးတဲ့သူတွေအတွက်ကတော့ရှေ့မှာတင်ပေးထားတဲ့ Part 1ကိုမကြည့်ရသေးရင်လည်းကြည့်တွားပေးကြပါအောင်ဒီ comic ကိုစုံအောင်ထိတင်ပေးတော့မှာဖြစ်တဲ့အတွက် channel ကို subscribe လေးမလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ထားပေးကြပြီး like ပါစီမျှော်ပေးကြဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတစ်ဖက်တစ်လမ်းနေပြီးတော့ support လုပ်ပေးခြင်းကြရဆိုရင်တော့ဗီဒီယိုလေးတက်လာပြီးဆိုရင် US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်အောင် I am vengeance. I am the night. I am Batman. Okay ဒီ issue ရဲ့အစကတော့ Batman ကိုအဓိကဖြစ်လာစေခြင်းနဲ့စထားပါတယ်။တရိတ်ဆိုင်အောင်မှာပြစ်ခတ်မှုတစ်ခုဖြစ်လာတဲ့အခါမူဂျိုကျောင်းဆရာဖြစ်တဲ့ Thomas Wayne ကသူ့ရဲ့သားလေးအပြင်တခြားကျောင်းသားတွေကိုလင်းတို့အခန်းထဲပိတ်ထည့်ထားလိုက်ပြီးတော့ဘာအတန်ကြာကြာမဖွင့်ပေးဖို့အတွက်ပြောခဲ့ပါတယ်။ and အဲ့ဒီတကားဝါမှာပဲပြစ်ခတ်ရရင်နဲ့တေဆုံးသွားခဲ့ပါတယ်။ရုတ်တရက်ဆိုလွတ်အခန်းထဲမှာရှိနေတဲ့လင်းတို့တွေအကောင်ကလည်းငိုနေတဲ့ Bruce လေးကိုဝိုင်းအောင်ခဲ့ကြတယ်။ Bruce ကိုလင်းတို့လူသားဖြစ်လာစေဖို့အတွက်အတွေးတွေဝင်စေခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ Batman နဲ့ Party Animals တွေရဲ့ဂျာကပြဿနာကပိုပိုပြီးကြီးမားကျယ်ပြန့်လာနေပါတယ်။ရှေ့ issue မြို့တော်ခမ်းမရှိမှာချခဲ့တဲ့ဘတ်တော့အပီနှစ်ပတ်ကြာတဲ့အချိန်မှာတော့ Party Animals တွေကပိုပြီးပေါ်ပေါ်ထင်ထင်မကောင်းမှုတွေကိုလှုပ်လာကြပါတယ်။ Batman ဆိုတဲ့ကောင်ကလည်းပြန်ပြီးတော့ပေါ်ပေါ်ထင်ထင်ပဲကိုဒီကောင်တွေကိုလိုက်ပြီးတော့ရှင်းပြနေခဲ့ပါတယ်။သူကနေရာတကာမှာရှိနေတာတော့မဟုတ်ဘူး။ဒါပေမဲ့အဲ့ဒီကောင်တွေဘယ်လိုလာမယ်ဘယ်ကိုတိုက်မယ်ဆိုတာကို Batman ကအမြဲတည်နေတတ်တယ်။အခုငါးပြတိုက်မှာလို့ပဲဒီကောင်ကရှေ့ကနေကြိုပြီးစောင့်နေတယ်။ထိတ်တိုက်ရင်ဆိုင်ပြီးတော့ကို Party Animals တွေကို share တိုက်ခိုင်းနေပါတယ်။ဒါတွေကိုလည်းအမြဲ CCTV ကနေပြီးတော့ Alfred ကစောင့်ကြည့်နေပါတယ်။ရနိုင်နေမြ Batman ကိုကူညီပေးဖို့အတွက်လည်းကြိုးစားတယ်။ Batman ရဲ့နောက်ကိုလူတွေလိုက်ဖို့ကြိုးစားရင်ခြေလမ်းတွေကိုလိုက်လို့မရအောင်ကာကွယ်ပေးထားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ Batman ကပို့ပြီးတော့ရှင်းလေသူ့အတွက်ပို့ပြီးတော့ information ရလေသူလည်းသူမုံတဲ့ Gotham မျိုးကနေအမြန်ထွက်သွားနိုင်မှာမို့လို့လည်းဖြစ်ပါတယ်။နောက်ပိုင်းအချိန်တွေမှာ Black Mask ကလည်းပို့ပြီးတော့ Party Animals တွေကိုဖြည့်လာတယ်။အခုဆိုရင် Batman fight ရမယ့်ကောင်တွေကစစ်တပ်အသေးစားလေးနီးနီးအောင်ရှိနေပြီ။ and ဒီလောက်များလဲ Batman ကနောက်ဆုတ်သွားခြင်း retreat လုပ်သွားခြင်းလုံးဝမရှိပါဘူး။ဒဏ်ရာတွေရနေလဲရအောင်ကိုအကုန်ကို share ကျုံနေပါတယ်။သူကအရာရာကို plan ချထားပြီးတော့အနားမှာရှိနေတဲ့အရာတွေအကုန်လုံးကိုလည်းအသုံးပြုပြီးတော့ချနေသေးတယ်။အခုလည်းအရန်များလာတဲ့ Party Animals တွေကိုငါးပြတိုက်ကရေတွေနဲ့လွှမ်းပစ်လိုက်ပြီးတော့သူကခေါင်မိုးပေါ်မှာစောက်ထိုးကြီးပုံနေပါတယ်။ and ဒီရေထဲကိုအလုံးလေးတစ်ခုပစ်ချလိုက်တယ်။အဲ့ဒီအလုံးကပင်လယ်ရေကို hydrochloric acid အနေနဲ့ပြောင်းလဲစေပါတယ်။ရေအောက်လွှမ်းနေတဲ့ Party Animals တွေအကောင်ကလောင်ကျွမ်းကုန်တာတွေတချို့ဆိုရင်ခြေချောင်းတွေပါပြတ်ထွက်ကုန်ပြီးတော့အပြင်မှာအသင်းဆောင်နေတဲ့ရဲတွေစီကိုပြေးထွက်လာကြရပါတယ်။ကြည့်နေတဲ့ Alfred ကတော့မှသဘောကျသွားပါတယ်။ and ဒီကောင်မှဆိုရင်တစ်မျိုးလုံးမှာ safe house တွေထားတာတည်းတယ်။မြေအောက်စူဟာတွေကနေတစင်သူကတစ်မျိုးလုံးကိုလည်းတွားနိုင်ပါသေးတယ်။ပို့ပြီးတော့လမ်းတာကတော့ဒီ safe house တွေကိုမြေပုံပေါ်ကနေထောက်ကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့လင်းတို့ symbol ကြီးလို့လည်းဖြစ်နေပါသေးတယ်။စောက်ရမ်းမိုက်ပါတယ်။တာမန် Bruce Wayne အနေနဲ့ကတော့သူ့ရဲ့ routine ကရိုးရှင်းပါတယ်။သူဒီမနက်ဆိုရင်အလုပ်ကိုတွားတယ်။ပြီးရင်ဒီတိုင်းအရေးတဲကိုပျောက်ကွယ်သွားပါတယ်။အခုနောက်ပိုင်းဆိုရင်သူ့ရဲ့အမေစီတော်မှတွားခြင်းမရှိပဲပို့ပြီးတော့ရှောင်နေပါတယ်။ and ဒီ routine တွေတဲကနေပြီးတော့ဖောက်ထွက်ပြီး Blackgate ထောင်ကိုသူကတရက်တွားလိုက်ခြင်းကလည်း Alfred ကိုစိတ်ဝင်စားသွားစေပါတယ်။သူဒီထောင်ထဲမှာသူ့ရဲ့အဖေကိုတတ်ခဲ့တဲ့ Joe Chill ကိုတွားပြီးတော့တွေ့ခဲ့တယ်။သူတို့ဘာတွေပြောလဲဆိုတာကိုတော့ Alfred ကမကြားရဘူး။ဒါပေမဲ့ဘာတွေပြောမယ်ဆိုတာကိုတော့တွေးကြည့်မိတယ်ဆိုပြီးတော့ပြောတာကိုတွေ့ရပါတယ်။အဆုံးမှာတော့ Alfred ကိုသူ့ရဲ့အထက်ကအမိန်ပေးလာတဲ့အတိုင်း Batman ပေါ်မှာထားပေးထားတဲ့သူ့ရဲ့ protection တွေကိုချပေးလိုက်ရတယ်။ Party Animals တွေကလည်း Batman ရှိရာ base ကိုရှာတွေ့သွားကြတယ်။ and အစုလိုက်အပြုံလိုက်ကြီး Batman ကိုရှင်းပြဖို့အတွက်တိုက်ပေါ်ကိုဆူတက်လာကြပါတယ်။ but he is fucking Batman မှာအမြဲချစ်လန်းအတာမှာရှိပါတယ်။သူရဲ့ base ကိုဖောက်ခွဲပစ်လိုက်ရင်လည်းဒီမီးထဲမှာ Party Animals တွေအကုန်လုံးကပါသွားခဲ့ကြပါတယ်။သူကတော့ Batman မျက်နှာကြီးလို့လောင်ကျွမ်းနေတဲ့တိုက်ကြီးကိုအခြားနေရာကနေအထာနဲ့ပဲမတက်ရက်ပြီးကြည်နေလိုက်ပါတယ်။စောက်ရမ်းမိုက်ပါတယ်။တစ်ဖက်မှာတော့ Jim Gordon တယောက်ကစေယုံပေါ်မှာဒဏ်ရာရင်းနဲ့လဲလျောင်းနေပါတယ်။ Jim Gordon ဒီ universe မှာဆိုရင်ပုံမှန်လူရဲကျုပ်တယောက်မဟုတ်ဘဲနဲ့မျိုးတော်ဝင်တယောက်ပါဖြစ်နေပါပြီ။အခုလည်းရှေ့ issue မျိုးတော်ခမ်းမထဲမှာပြစ်ခတ်ခံခဲ့ရတဲ့အတွက်စေယုံရောက်နေတာဖြစ်ပါတယ်။ and အနီးမှာတော့ရဲကျုပ် Bullock နဲ့သူ့ရဲ့သမီး Barbara တို့ရှိနေကြပါတယ်။သူတို့ကသတင်းကိုကြည့်နေကြရင် Party Animals တွေရဲ့တိုက်ခိုက်မှုတစ်ခုစီကိုရုတ်တရက်ထထွက်သွားကြရပါတယ်။လူနာကတော့စေယုံကိုလာတွေ့ရဲ့သူ့ရဲ့ border ဟောင်းကြီး Martha Wayne နဲ့အတူစလိတ်တောင်းရင်းနဲ့ခြံခဲ့ပါတယ်။ Jim ဒီတက်တူးတွေပါရင်နဲ့ခက်လန်းလန်းဖြစ်ပြီးတော့သူ့ရဲ့စကားအရာ Bruce Wayne ကိုတရိတ်ဆိုင်ုံထဲမှာရှာတွေ့ခဲ့တဲ့သူကလည်းသူပဲဖြစ်ပါတယ်။ Bruce ကိုရှာတွေ့ခဲ့တာကိုဒီနေ့အထိမမေ့သေးဘူးလို့ပြောပြတယ်။ Bruce ကမအော်ခင်အထိသူက Bruce ကိုရှာမတွေ့နိုင်ခဲ့ဘူး။ Bruce ကိုလင်းတို့တွေကဖုံးနေခဲ့တာဖြစ်ပြီးတော့ Bruce ရဲ့ order ကိုသူကအခုထိမမိနေသေးတယ်လို့လည်းပြောလာခဲ့ပါတယ်။ and သူအခုကဘယ်လိုနေသေးလဲ Jim ကမေးလိုက်ပါတယ်။ Martha ကတော့အဲ့ဒီသူ့ရဲ့အဖေမသေးခင်နေ့အထိငါ့ကိုသူ့ရဲ့နေစဉ်ဘဝမှာဖြစ်ပျက်သမျှခတ်တုံးတုံးအရာသေးသေးလေးတွေကအစအကုန်ပြောပြတတ်တယ်။အဲ့ဒီနောက်ပိုင်းမှာ
တော့သူ့ကငါကတိတော်မတိတော့ဘူးဆိုပြီးတော့ပြောပြလာပါတယ် and comic ကို Martha က Bruce Lee ကိုအခန်းထဲမှာအခြေအနေလာကြည့်ခြင်းကိုပြလာခဲ့ပါတယ် Bruce Lee သူ့ရဲ့ Science Fair ပြိုင်ပွဲမှာနံပါတ်1ရလာခဲ့တဲ့စုတစိပ်ပြားလေးကိုကိုင်ရင်းနဲ့ငိုနေခဲ့တယ်အပြင်မှာတငယ်ချင်းတွေကစောင့်နေတယ်ထွက်မတွေ့ဘူးလားလူလာမေးတဲ့အခါအဲ့ဒီတငယ်ချင်းတွေကိုကသူ့ရဲ့အမေကိုပါအဝဲကိုထွက်သွားကြဖို့အတွက် Bruce ကအော်ပြောခဲ့ပါတယ် and သူ့ရဲ့စုကိုလည်းအခန်းထဲကနေပြီးတော့လွင့်ပစ်ထုတ်လိုက်ပါတယ် and the rest ဆက်ပြီးကတော့အခု Batman ဆိုပြီးတော့ဖြစ်လာတဲ့အထိပါပဲလက်ရှိအချိန်မှာတော့ Bruce ကသူ့ရဲ့ border တွေစုရအရက်ကိုလာလဲခဲ့တယ်ဒီအဖွဲ့ဒီ Bruce ကိုအခုနအိမ်ရှင်းမှာလာခေါ်ခဲ့ကြတဲ့သူတွေဖြစ်ပြီးတော့သူတို့ဒီ Thomas Wayne အတန်းပိုင်အခန်းထဲကနေ Crime Alley ထဲမှာအတူတူကြီးပြင်းလာခဲ့ကြတဲ့သူတွေဖြစ်ပါတယ်အဖွဲ့ထဲမှာဆိုရင် Two-Face ဖြစ်လာမဲ့ Harvey Dent Penguin ဖြစ်လာမဲ့ Ozzy Killer Croc ဖြစ်လာမဲ့ Villain Riddler ဖြစ်လာမဲ့ Eddie နဲ့အတူ Catwoman ဖြစ်လာမဲ့ Selina Kyle တို့ပါဝင်ကြပါတယ်အခုလည်း Bruce လာတော့သူတို့ကဖဲရိုက်နေကြပြီးတော့အဖွဲ့ထဲမှာမစုံတာဆိုလို့ Selina Kyle တယောက်ပဲရှိတယ်ဆိုတာကိုတွေ့ရပါတယ်တကယ်တော့ Bruce ကဒီအဖွဲ့ထဲကိုဖဲရိုက်ဖို့အတွက်လာခဲ့တာမဟုတ်ဘူးသတင်းနိုင်ဖို့အတွက်လာခဲ့တာဖြစ်ပါတယ် Bruce ဒီဖဲရိုက်နေနဲ့သူတိန်းလာခဲ့တဲ့ Party Animals တကောင်ရဲ့အုတ်ထုပ်ကိုထုတ်ပြလာတယ်ဒါဒီပုံမှန်ခေါင်းစွပ်တစ်ခုတက်ပို့တယ်ဝါယာကျိုးတွေတွေ့ထားတာတွေအချင်းချင်းဆက်သွယ်မှုတွေရှိနေတာလမ်းညွှန်မှုတွေရှိနေတာအပြင်ပို့ပြီးတော့များတဲ့ dopamine တွေမြုပ်ထားတာတွေရှိနေကြောင်းကိုသိလိုက်ရပါတယ် Bruce ဒီတွေကတချို့တစ်ဝက်ကို anchor လုံနိုင်ခဲ့တယ်ဒါကြောင့်လဲ Party Animals တွေတိုက်ခိုက်မဲ့နေရာတွေကိုသူကကြိုပြီးတော့သိနေခဲ့တာဖြစ်ပါတယ်သူရဲ့တငယ်ချင်းတွေကိုတော့ Bruce ကဒါကို construction site ကကောက်လာတာလို့ပြောပြတယ်လို့သူကအဓိက Penguin Oz ကဒါရင်းနဲ့ဆက်ဆက်မှုရှိမရှိကိုသိချင်တာပါသူတို့တွေကတက်တမားတယောက်ဖြစ်တဲ့ Riddler ကခေါင်းစုပ်ကိုစမ်းတက်ဖို့အတွက်ယူသွားတယ် Oz ပြောတာရတော့ Party Animals ရဲ့ခေါင်းဆောင် Black Mask ကဘလို့မှညှိမရတဲ့ကောင်မျိုးအလုတ်တွဲလုပ်ဖို့အတွက်ကြိုးစားတဲ့သူတွေအကုန်လုံးကိုလည်းတက်ပြစ်နေတာအဲဒါကြောင့်သူကလည်းညှိဖို့အတွက်ကြိုးစားမနေတော့ဘူးလို့ပြောပြလာခဲ့ပါတယ် so Bruce က lead တစ်ခုကို Two-Face ဖြစ်တဲ့ Harvey စီကနေပြီးတော့ရလာခဲ့ပါတယ် Harvey ဒီလက်ရှိ DA office မှာအလုပ်လုပ်နေသူဖြစ်ပြီးတော့သူကမြို့တော်ဝင် Mayor Hill ဒီ Party Animals တွေကပေးတာလို့ယူဆရတဲ့ပတ်စံအမောင့်တွေအများကြီးကိုရနေတယ်ဘယ်သူကမှမလန်ရဲကြဘူးဆိုပြီးတော့ပြောပြလာပါတယ် so လန်ဖို့အတွက် Batman က DA office ကိုထွက်လာခဲ့ပါတယ် Mayor Hill ရဲ့အချက်လက်တွေကိုကွန်ပျူတာပေါ်ကနေဖွင့်ရင်းနဲ့ရှာတယ် and arc ဆိုတဲ့ file တစ်ခုကိုသူကရှာတွေ့သွားပါတယ်ဘတ်ထပ်ပြီးတော့ရှေ့ဆက်လို့မရခင်ရှေ့က TV ကြီးပေါ်မှာ Party Animals တွေရဲ့ခေါင်းဆောင် Black Mask ကပေါ်လာပါတယ်သူဒီရဲတွေကိုက Party Animals တွေကို Batman ကိုဝိုင်းပိတ်ဖန်ဖို့အတွက်သတင်းပေးထားပြီးဖြစ်ကြောင်း Batman ရှင်ကြံနိုင်မလားကိုစောင့်ကြည့်အောင်မယ်လို့စိန်ခေါ်ရင်းနဲ့သူသွားခဲ့ပါတယ် Batman ကလည်းအခြေအနေကိုသိတယ်ရဲတွေက Rocket တွေနဲ့ Party Animals တွေကိုရောက်လာကြတဲ့အချိန်မှာသူကဓာတ်လေကားကိုတကားဖွင့်ပြီးတော့ခုံထွက်ပြေးနေပါပြီအဲမြေရောက်တကားတစ်ခုကိုဖွင့်ရင်းနဲ့အမောင်နေရာကြီးတစ်ခုတည်းကိုဝင်လိုက်တယ်ဒီနေရာကြီးကဗန်မန်းအောင်မသိပေမဲ့ခြေတလန်းတာကျင်နေတဲ့ Alfred ကလည်းဒီထဲကိုရောက်ပြီးနေပါပြီသူက Bruce ကိုကူညီနိုင်ကြောင်း Party Animals တွေနဲ့ပတ်သက်ပြီးတော့သူတည်ထားတာတွေရှိကြောင်းကိုပြောပြလာတယ်ဘတ်ဒီနေရာကြီးကနေအမြန်ဆုံးတော့ထွက်ပြေးရမယ်သူ့မှာဖွက်ထားတဲ့ကားတစ်စီးရှိတယ်အဲ့ဒီကိုတွားကြမလားမင်းမကားတွေပါရှိလားဆိုပြီးတော့ Batman ကိုမေးလိုက်ပါတယ် Batman ကတော့ခပ်ပြုံးပြုံးမဲ့တစ်ခုခုကိုနင်းလိုက်တယ်မီဟီတန်ကြီးထွက်လာလို့ Alfred ကတော့မှရိုင်သွားခဲ့တယ်ဒီချိန်မှာမှမြင်ရတာဒီသူတို့ရောက်နေတာက Batman ရဲ့ကားကြီးထဲမှာဖြစ်ပြီးတော့ဒီကားကြီးကလည်း crane ကားကြီးလိုမျိုးသူ့ခန္ဓာကိုယ်နဲ့လိုက်အောင်အကြီးကြီးမှအကြီးကြီးဖြစ်တယ်ဆိုတာကိုတွေ့ရမှာပါသူတို့ဒီ Batmobile ကြီးနဲ့ထွက်ပြေးသွားကြရင်လည်း comic ကိုအဆုံးသတ်သွားခဲ့ပါတယ် so Predator တို့ကရောဘယ်လိုထင်ကြလဲတစားတစားပို့ပြီးတော့ကျန်းလာတဲ့ Absolute Batman ကိုကြိုက်ကြရလားဆိုတာတွေကို comment section မှာရေးတွားပေးခဲ့ကြပါဦးအခုချိန်ဒီကြည့်ပေးနေကြတဲ့သူတွေတယောက်ချင်းစီတိုင်းအောင်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ် and as always guys video လေးတွေကိုကြိုက်ကြလို့ channel ကိုတစ်ဖက်တစ်လမ်းနေပြီးတော့ support လုပ်ပေးခြင်းကြရဆိုရင်เนาะ video လေးတက်လာပြီဆိုရင် US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက် video တွေမှာပဲတွေ့ကြရအောင်